လွမ်းနေကြပြီလားလမ်း80 Mr. Champion ဆိုင်ပြင်လာပြီနော် ဒီပြီးတော့တနည်းပြီးသွားရနော် တနေ့ပြည်ပါပြီ ဟုတ်ပြီ လွမ်းနေကြပြီလားလမ်း80 Mr. Champion ဆိုင်ပြင်လာပြီနော် အဲ့တော့ဒီခေါက်မွေးနေ့လုံးမဲ့အစီအစဉ်လိုပဲ21ရက်နေ့မှာကိုချမ်းဟိုနော်မှန်မကွဲအများကြီးကပ်ပြီးပြန်နော်ခလိုက်တော့မနိုင်ဘူးနော်ကိုချမ်း မနိုင်ဘူးလုံးဝမနိုင်တာအဲ့တော့မမကွက်လာခဲ့တော့တကယ်ဆိုင်တော့ပြည့်ပဲဒါကအမတ်တရနေ့လည်းဖြစ်တယ်လို့နေရုနေမြက်လည်းဖြစ်တယ်ကျွန်တော်ရဲ့မွေးလာလည်းမွေးနေ့ပေါ့ဗျာ17နေ့မွေးနေ့မှာကျွန်တော်မမကွက် free cap ပေးခဲ့တယ်3800show သေးပေးခဲ့တယ်မမကွက်လာခဲ့လို့အပြည့်ဖြစ်တယ်လို့ကျွန်တော်မွေးနေ့ဆူတောင်းစကားလည်းအများကြီးပဲမမကွက်လာခဲ့လို့ကိုချမ်း happy birthday ပါနော်ကိုချမ်း happy birthday ပါအရန်ကြည်လူပြီးလို့ဖြစ်ရအဲ့ဗီဒီယိုဘာမှမလဲနိုင်အဲ့လိုမျိုးလူအများကြီးလာခဲ့တော့မနိုင်ခဲ့ဘူးအဲ့မဲ့ဒီနေ့မှာကျွန်တော်တခြားဘောစီစဉ်ထားတယ်တခြားလေးစီစဉ်ထားတယ်ဒါဒီလအခု21ရက်ကျွန်တော်မွေးနေ့ရောက်ပြီ21ရက်မွေးနေ့မှာကျွန်တော်လိုအပ်တဲ့ဝန်ထမ်းတွေအများကြီးဖြည့်ထားတယ်။မှန်မကွဲတယ်အဲ့တော့လောက်တော့မလောက်ဘူး။အခုဆိုမှန်ကွဲအဲ့လိုမလောက်တာမဖြစ်ရလေအောင်ပို့ပြီးတော့ဝယ်ထားတယ်။ဒီလမွေးနေ့မှာအရင်နှစ်တဲ့ပို့ပြီးတော့မှန်ကွဲလာကက်မဲ့လို့များမယ်လို့ကျွန်တော်ချင်းတီပေါ်ယုံကြည်ထားတယ်။ဒါကြောင့်ကျွန်တော် free cap ပေးမယ်။နိုင်အောင်လည်းလုပ်မယ်။တကယ်လို့မနိုင်ခဲ့ရင်တောင်မှကျွန်တော်ဝန်ထမ်းအင်အားနဲ့မနိုင်ခဲ့ရင်တော့နောက်တည့်ရက်ထပ်ကူးပြီးတော့ပျောက်ပြီးတော့စဉ်းစားပေးထားတယ်။ဒါကျွန်တော်ရဲ့လက်ဆောင်ပေါ့နော်။မွေးနေ့အလူလည်းဖြစ်တယ်လို့ကစားမိုင်အတွက်လည်းလိုအပ်ချက်ကမှန်မကွဲလူတိုင်းလိုအပ်တယ်ဗျာ။ကွဲသွားတာဖြစ်ဖြစ်အဲ့ဒါပဲဖြစ်အပြင်မှာတော့ကင်7000 1000 1000ပေးရလေရဗျာကျွန်တော်ဆိုင်မှာလာကက်တယ်ဆိုရင်ကျွန်တော် free cap ပြည့်မွေးနေ့ဖြစ်တဲ့အတွက်အလူလုံးတဲ့တဘောလေးဖြစ်တယ်ကစားမိုင် birthday ဖြစ်ပေါ့ဒါမို့လေးပေးတာပေါ့ iPhone တွေပဲနော် iPhone တွေကြီးပဲ73ကနေကျွန်တော်7 birthday ကျွန်တော် free cap ပေးမှာကျွန်တော်တို့မကက်ရဘူးမကက်လိုက်ရပါဘူးမနေ့ကဆိုအဲ့လိုပြောခံရတယ်ကျွန်တော်21ရက်နေ့ကမလာမိလိုက်ဘူးဒါမိုးတွေမရှိရလေအောင်21ရက်နေ့မှာမကက်မိလိုက်တဲ့လူတွေလည်းကျွန်တော်နောက်တည့်ထပ်တိုးပြီးတော့22ရက်နေ့2ရက်တန်တိုင်းလုပ်ပြီးမှကျွန်တော်မွေးနေ့ဗတ်ဒီပြစ်ပေါ့နော်ဒါမွေးနေ့တော့စီစဉ်ပေးထားတယ်ကျွန်တော်ရဲ့ဒါမွေးနေ့လက်ဆောင်လေးကိုအတိမတ်ပြုရတဲ့အနေနဲ့လာပြီးတော့မန်ကွက်လာကက်ကြပါလို့ဖိတ်ခေါ်ပါတယ်ဗျာ